အားလုံးပဲမင်္ဂလာပါဒီနေ့လာပြီးဝေမျှဖေးမှာက PS2 game ကိုဖိုင်ထည့်เสียမလို့ပဲကစားလို့ရတယ်နီးပါအရင်ဆုံး Play Store မှာ iGames PS2 software ကိုရှာပေးပါiGames PS2 တွေ့ပြီဆိုရင် install နှိပ်ပါပြီးရင်တရားရခိုင်နှုန်းပြည့်အောင်စောင့်ပေးပါပြီးရင် iGames PS2 software တွေဝင်ပါပြီးရင် game တွေအများကြီးပေါ်လာပါလိမ့်မယ်အဲ့ကြရင်ကိုကြိုက်တဲ့ game ကိုနှိပ်ပြီးဝင်လိုက်ပါ အခုကဘောလုံးဂိမ်းတစ်ခုကိုဝင်ကြည့်မယ်ပြီးရင် save ကိုနှိပ်ပြီးတရားရခိုင်နှုန်းပြည့်အောင်တောင်းပါပြီးရင်ဆော့လို့ရပါပြီအားလုံးပဲအဆင်ပြေကြမယ်လို့ညှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်